Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ချူစစ်ကဒါနောက်ထပ်ချူရဲ့ဇလန်တွဲအသစ်ပေါ့နော်အတ္တနှောင်ကြိုးဆိုတဲ့ဇလန်တွဲအသစ်မှာချူခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်တဲ့ဇလန်တွဲဒုတိယမြောက်ဇလန်တွဲကြီးပေါ့နော်ဒီဇလန်တွဲကြီးမှာအခုဒီနေ့ကရော်ပေးပွဲအနေနဲ့တက်ရောက်ဖြစ်ခဲ့တာပါကျိုက်ကစံဖျားမှာကရော်ပေးပွဲပြုလုပ်ခြင်းပါတဲ့နေရာလေးကိုတက်ရောက်ဖြစ်ခဲ့တာပေါ့နော်စာနေစင်းမီဒီယာသမားတွေနဲ့ဒီကားထဲမှာပါဝင်ကြတဲ့တရုတ်ဆောင်တွေဒရိုက်တာတွေအကုန်လုံးနဲ့တွေ့ဆုံတဲ့ပွဲလေးပါရှင်ချူရဲ့နောက်ပိုင်းဒီအင်တာဗျူးခဏလေးတွေကိုလည်းနားဆင်ကြည့်ရှုပေးပါအောင်နော်ဒီတစ်ခါဖန်နီးရဲ့စက်ကောင်ကတူးစားမလားပေါ့ဗျာပြည်သက်တွေပေါ့အရင်တော့မြင်မှုနေကြစူးစမ်းမဟုတ်တဲ့တော့ရတခုနဲ့ထပ်ဖြစ်မလားပေါ့နော်တကြလေးပါကျွန်တော်ကဇလန်တွဲတော်တော်များများကိုကိုယ့်အန်ကိုစီစဉ်ပြီးတော့အကောင်းဆုံးလုပ်တာအဲ့တော့မင်းသမီးကို try လုပ်တဲ့နေရာမှာကျွန်တော်က90%ဝင်ပါထုတ်လို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လှုပ်ချင်တဲ့ကျွန်တော်ရိုက်ချင်တဲ့ဇက်ကောင်ကိုင်တာကိုလိုက်နိုင်မယ်ကျွန်တော်ကသူတို့ချပြအနည်းဆုံးတော့2ယောက်3ယောက်တော့ချပြတာရှိအဲ့ဒီမှာသူတို့ကြိုက်တဲ့ရွေးချယ်ကျွန်တော်ကအဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကိုတာစူးစမ်းလူမှာပါတယ်ဥပမာ channel တွေကနေပြီးတော့ကျွန်တော်ကလည်းခုနပြောနေပေါ့ကိုယ့်ရဲ့အသက်အရွယ်ကိုအနေထားနဲ့ကျွန်တော်က leader ပဲလုပ်ချင်နေတာဇလန်တွဲမှာဆိုတော့အဲ့ဒီခါကျတော့ကို leader လုပ်နိုင်ဖို့အရေးပေါ့အဲ့အဓိကကျွန်တော်တို့ဒီမင်းသားတွေအနေနဲ့မင်းသမီးကိုခေါ်ပြီးဆိုတော့အတိအကျတဲ့ budget တွေကပြီးစီတန်းလန်းနဲ့ခက်လဲအကြောင်းလေးပြောပြရတယ်ကိုနဲ့လည်းဆိုင်ရမယ်ဆိုတော့ဒါလေးဒီကိုပုံစံပေါ့တုံးချင်တဲ့ဒါလေးလက်ဟောဆုံးနော်ကွာကားနဲ့လည်းအတ္တတွေနဲ့များကြောင်းတယ်လောင်းရမယ့်ကားလေးများဖြစ်သွားတယ်အတ္တကြားထဲမှာရှင်းတမ်းမယ်ညီမလေးဟိုအတ္တကြားထဲမှာရှင်းတမ်းဘယ်လိုမျိုးလေးပေါ့ကိုပြန်ပြီးပြောရတာအားနာရေးဒီသေးတော့ဒီကတော့ကိုစူးစမ်းမှုလေးအရာဆိုတဲ့အရာပေါ်မှာကိုလည်းမြင်ကြရတဲ့ခါဒါလေးနဲ့ကိုလိုက်ဆက်နေတယ်ချူဒီနေရာလေးကိုသိတယ်သူမြင်ရတယ်ပေါ့နော်ဟိုတယ်ရတယ်အများကဒါကိုလည်းဖြစ်လာတော့ကိုလည်းဒါဖြစ်ဖြစ်တာပဲအားပေးနေတယ်တော့ဒီကဒီလက်ပေါင်ခိုင်းတာပိုင်းပါတယ်သူကအများကြီးလေးလောက်တာမြင်နေပြီလို့လဲဒါနဲ့ရောဒီဒါနဲ့တူချောင်းတော့ချူတင်တဲ့နေရာလေးကိုကြည့်ပြီးတော့ဒီကားမှာလည်းတော့ဒီဒရမာရဲ့သူကအရေးကြီးတယ်လက်ဖြစ်ဖို့အရင်နေနိုင်ဖို့အကျိုးစားဖို့အရင်ခက်တယ်ပြောတော့တာလို့ချူလည်းကြောက်လဲနေနိုင်ဘူးကြောက်လဲချက်တည်နိုင်ဘူးကျိုးစားရတဲ့ကာလတွေစိတ်ဆက်ကြရတဲ့အများကြီးပဲဒါဘာဖြစ်ချူလဲဒီကြောင့်တော့ဒီရွယ်ရောက်နေကြတော့လေအားသေးဘူးလေတဲခွဲခဲ့ဘူးလေအချိန်အများကြီးပူစားပြီးတော့မှဒီလူကြောက်ကိုမိနိုင်တယ်ဆိုတော့အကျိုးစားပြီးတော့မှဒီဟာကြောက်တယ်တောက်ပါလာနိုင်တယ်အတကြီးရဲ့ဒီကားနဲ့ဒါဆုံးနေတာအတကြီးရဲ့လူမျိုးနဲ့ဆုံးနေတာအတကြီးကအဲ့မျိုးသားအတကြီးကိုကိုအတကြီးကပြန်သုံးသပ်မယ်ဆိုလို့ရှိရင်အရာအားလုံးကကို့မားတွေကို့မားဆိုတာအချားမဟုတ်ကိုအတကြီးရဲ့လူရောက်ကိုချစ်တဲ့အခါကျပိုင်ဆိုင်ခြင်းတယ်စိုးလို့ခြင်းတယ်
မချစ်ခင်မကြိုက်ခင်တော့အရာအားလုံးကိုနားလည်ပြီးနိုင်တယ်ဆိုတော့လည်းနောက်ပိုင်းခါကြလို့ရှိရင်ဒီထက်ကိုချစ်တဲ့အခါကျရင်ဘယ်ပဲပိုင်ဆိုင်ချင်တာအဲ့ပိုင်ဆိုင်မှုတွေကအကျဉ်းချုပ်ငုံချက်မှုချစ်စီအဲ့ဒီဟာတွေနောက်ပိုင်းကြမှာပို့ပြီးတော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီဟာကိုပြင်လာဆိုလို့ပြင်ကိုယ့်ရဲ့အကြမ်းတာဖြစ်မချစ်အတာချစ်အတာ အဲ့တော့ဒါမေးပြဖို့တဲ့ကြိုးစားပြီးတော့ပေါ့နော်။လုံးဝသွားတဲ့အချိန်မှာဘယ်လောက်ထိအေဂျင့်ကိုရှာနေလဲ အရင်ပြောတော့အခုချိန်မှာစကားလာပြောနေတော့ပဲစိတ်ထဲမှာဘာမှမရှိဘူးတော်တော်လေးကိုညီလို့အဆင်ပြေတယ်ချစ်ချင်းမုန်းချင်းမရှိဘူးစိတ်နာခြင်းတွေပါမရှိဘူးစကားလာပြောရင်တော့အေးအေးဆိုတဲ့ပုံစံမျိုးကပဲရှိတယ်ဟာစိတ်ထဲမှာတော်တော်လေးကိုရှင်းလေးရှိတယ် ။အဲ့တော့ဒီချိန်မှာကိုယ်ကြည့်ရတယ်လားပြောနေတယ်။ဆက်ကားမှုကပြီးဖြစ်သွားတယ် သူကအခြားရောက်တာပေါ့ရောက်ရတယ်ဂျီကိုမခုံတော့အဲ့လို ။ကြည့်ရတယ်လားပြော ဂျီ ယူ ကို ဖို့ မခုံတော့အခုနောက်ပိုင်းကြာလို့ရှိရင်အခုလာတော့တက်ပြီးတော့အာရုံနဲ့အောင်ရှိတယ်ငါကလည်းလုံးပြစ်တာများတယ်အဲ့လိုမျိုးစကားချစ်တယ်လို့တော့မပြောသေးဘူးစကားဆလာပြောရင်တော့ပဲ ignore လုပ်ပြတယ် တိုးလိုက်တော့ တိုးလိုက်တော့ဆလာပြီဆိုအာရုံနောက်စိတ်နောက်ချက်တွေလာပေးပြီဆိုတော့လက်လိုက်တော့ ဒီကြတာတော့ဒါအခုကလေးလေးကိုမလို့ကျင်တော့တဲ့အနေအထားမျိုးဖြစ်သွားပြီးအလုပ်ကိုပဲအာရုံစိုက်ဖြစ်တယ်ပေါ့နော် တော်ကြီးတယ်အသက်က30နာကတ်ဒါပေမဲ့လည်းဒီအချက်တဲ့ပတ်သက်ပြီးတော့ခံစားချက်မှမရှိတော့ဘူးစိတ်ရှုပ်ရတယ်ဟိုအရှိမခံနေရတဲ့အဲ့ဒီစိတ်ရှုပ်ပြီးစိတ်ရှုပ်နောက်ပိုင်းနောက်ဆက်ပြီးလိုက်တယ်တယောက်တည်းပဲအေးအေးဆေးဆေး 我听你的， ရှိနေတယ်ဘယ်လိုလဲဆက်ပြီးတာရှိတော့ဒီကိုပြီးတော့ပုံစံကိုကြားတယ် အလုပ်ကိုပဲ အဲ့ အာ ဒီတ ရုံ ယောက်ဘယ်လောက်ထိရေးပါတယ်ဆင်နေဆိုတဲ့နေရာလေးမှာရောသူကဘယ်လောက်ထိရေးပါတယ်ဆိုတာဒါပြည့်တယ်ဟုတ်လား ဆိုတော့အားပေးရကိုကချူရင်းပြောနေတာကချူအတင်ပိုင်းနဲ့ပတ်သက်ပြီးတော့ချူကအများကြီးလဲကျွမ်းကျင်တဲ့လူမျိုးဖြစ်တော့တယ်ကိုကျင်တဲ့နေရာလေးကိုနားလဲတလားပေါ့အတင်နဲ့ပတ်သက်ပြီးတော့စိတ်နစ်ပြီးတော့လောက်ရတဲ့ item တွေကိုကြိုက်တယ်အဲ့လို over item ကပေါ့ပေါ့ပြိုင်တဲ့နေရာအတင်းနေနဲ့ character ပြီးတော့ဘယ်လိုဖြစ်လို့လဲအတန်းအောင်ဆိုတဲ့အတိုင်းသူကဒါဟိုပေါ့ဒီဒါလူအတ္တလေးရှိတယ်ရှေးရှေးအတ္တလေးရှိတော့ဒါဒီအတ္တလေးကဘယ်လိုအတ္တလေးမျိုးနဲ့ဖြစ်လဲနည်းလောက်ပြရမှာပါခုနကပြောလို့ရရှိတက်လန်တော့အခါပေါ်ပြီးဆိုင်ဆက်ရတယ်ဒါပြောပုံရဆိုလို့ရှိရင်ဒီကောင်မလေးကအချင်းပေါ့အချင်းနဲ့ပတ်သက်ပြီးတော့အတ္တလေးမြင်မွန်းနေပြီးတော့ဒီအချက်တော့ဘယ်လောက်ထိပေးဆက်လဲပြီးရင်သူ့ကိုပိုင်ဆိုင်ရဖို့အတွက်ကိုဘယ်လောက်ထိအတ္တကြီးရဲ့ယောက်ျားတစ်ယောက်နဲ့တွေ့ဆုံပြီးတော့ဘယ်လိုပုံစံမျိုးတွေဇလန်းဇက်ကွက်တွေလက်ပြီးနေဆိုတာတော့ကြိုက်ဘူးတဲ့အခါမှာလည်းဇလန်းဇက်ကွက်တွေ ဆန္ဒနဲ့မှာဆင်းနေပတ်သက်ပြီးတော့အတ္တမှာဒီမှာတော့ကြောင်ให้တောက်ပါနေတာပြောပြီးတော့လောက်ဒီအေးဆိုတော့ ဒီမှာတော့အတ္တနာဇလန်းတွေဆိုတော့ဒီကားမှာဆိုလို့ရှိရင်ရဲ့ series ပေါ့ series မှာကောင်းဆောင်မျိုးတွေနေရတယ်ဒုတိယဇလန်းပဲပြောင်းတော့အပါဝင်ရတဲ့ရမှာဒီမှာပြလိုက်ရတယ်ဒီထဲမှာတော့အတ္တတွေကြားထဲမှာပြည့်ညတ်နေတဲ့ကောင်မလေးပေါ့အဲ့ထဲကနေဒီလိုဒီလိုဆိုတော့ရတယ်တော့တော်ကြီးရတယ်ပြောတယ်သူကလည်းဇလန်းစီနေတာအစဆုံးမဖတ်ရသေးရတယ်ပါတယ်ပြီးတော့ဒီကပြောပုံရစီးချက်character development ပြောမယ်ပုံရတာဒီပြင်ပေါ်အဲ့ကိုပေါ့နော်ကိုတခါ
လီကြရင်လည်းအကောင်းမြင်သိနေတယ်အော်ငါအရင်ကောင်းနေတယ်ကိုကိုတစ်ခါကြောက်လည်းငါအရင်အတ္တကြီးနေတာလားလို့ အတားကဆင်းရဲပတ်တဲ့အတားကြီးဆိုတာလူသားလည်းမရှိဘူးလူကြီးရတယ်အချင်းနဲ့ပတ်တဲ့အတား အရှင်တော့ကြီးခဲ့တယ်အတ္တရန်ကြီးခဲ့တယ်အချင်းနဲ့ပတ်သက်ပြီးရောက်ချင်းမိပြီတန်ရုံးစင်ပဲတန်ရုံးစင်တွေရတယ်ရောက်ကိုရာဆိုးမိုးချင်တယ်ပိုင်ဆိုင်နေရတဲ့အခါကျတော့ဒီလူကြောက်ကိုဒီကားမှာချူလာတာတော့ရှင်းပါလေဆယ်ရဲမှာချူတာကတော့ရဒုတိယမြောက်ကြီးလေးပေါ့ဒီကားထဲမှာချူတော့ဒါရိုက်တာလေးနဲ့ဒီဇလန်တော့အတိအကျတော့ပြေဆုံးဖတ်ရသေးဘူးဒါပေမဲ့ဒါရိုက်တာပြောကြားချက်အရတော့လောက်ကွက်တော်တော်ကြီးရယ်ပေါ့နော်ဒီအတ္တတွေဖိတ်လောင်နေတဲ့လူတွေကြားထဲမှာဒီကောင်မလေးကဘယ်လိုလဲထွက်နေလဲပြီးတော့ကိုယ်တိုင်လည်းအတ္တကြီးပြီးတော့အញ្ញမ်းကိုမြန်မာပြည်နဲ့မိန်ကလေးကြောက်ပေါ့အញ្ញမ်းကိုအရှက်ကြောက်ကြီးမိန်ကလေးကြောက်ဇလန်သေးသေးချာလေးဖတ်ကြည့်လို့ကိုပြီးကြည့်ရတယ်နောက်ပိုင်းဆိုတာပြောလို့ရပါပတ်သက်ရိုက်လာတယ်နော် ဟုတ်ချစ်လို့လည်းပြောလို့မရဘူးဒါပေမဲ့လည်းဝမ်းသာပါတယ်ပုံရဲ့ကျိုးကားမှုတွေကအရာထင်လာတယ်ချူတာတိလာကြည့်ကြမှာပေါ့ဘင်းသားတွေရောဒါ production တွေရောသူ့ရဲ့ကျိုးကားမှုတွေကိုလက်ခံလာပြီးတော့လူနေလာမှာလည်းဒါလိုက်ဖက်ပြီးတယ်ဆိုတော့လူမြင်လာလို့လည်းကမ်းလှမ်းနေတယ်ဝမ်းသာပါတယ်နောက်တော့အမလေး ဟုတ်တယ် နော်ပန်းမှာ ဟုတ်တယ်ကိုရိုင်းဒရမာတွေကြိုက်တယ်ဒရမာရိုက်ရတာကိုကြိုက်တယ်ပို့ပြီးတော့လည်းအားတတ်အဓိကတော့ကိုစိတ်ညစ်ပြီးတော့လုပ်တဲ့အရာတွေကဒါပြည့်အခုချိန်ကြီးပြန်ပြီးတော့ဒီຢာရစူးစမ်းမှုတွေကပြန်စားတော့ရတယ်ဒီကားမှလည်းတော်တော်လေးဒရမာများတယ်အားဟာဒီလိုပြောလိုက်တာစိတ်သက်ကဘယ်ဆက်ပြီးကြလဲ ဟုတ်တယ်ဒရမာကပဲစားပြီးမစင်ရန်ဆိုတာနာဒရမာမင်းသမီးပဲ နော်ဒရမာပိုင်းနဲ့မင်းသမီးကိုပြောလို့ရအောင် ပိုင်နေဆိုတာထက်စူးစမ်းယူတယ်ဒီပညာနဲ့ပတ်သက်ပြီးတော့ဒီပညာကအမတရုပ်ဆောင်စူးစမ်းတရုပ်ဆောင်ကဒရမာပိုင်တာလည်းဘုရားကောင်းနေရအောင်တရုပ်ဆောင်ဆောင်ရဲ့အရာအားလုံးစီးစက်ကြရအခုချိန်မှာတရုပ်ဆောင်မှလည်းမင်းသားမင်းသမီးကောင်းဖြစ်တာလေသူအများကြီးစူးစမ်းရအောင်ပဲအာသာပတ်တည်နဲ့ပတ်သက်ပြီးတော့အများကြီးသိရအောင်ဒီကတော့အာသာဆိုတာလေဒီတယောက်ကိုဟာတာလုံးပြနေတာရှိရမှာမဟုတ်ဘူးဒီကအရင်ကမဟုတ်ပဲမတမ်းမို့အရင်ကအရင်ချက်ကောင်းတယ်သူတို့ဟာတာလေအဲ့လိုပေါ့ကိုလည်းအဲ့လိုပုံစံမျိုးလေးအဲ့လိုဆိုဒီလိုဖြစ် ဟုတ်တယ်ဒီအိုင်တော့မဟုတ်ပဲပေါ့မတမ်းမို့အရင်ကြိုက်တယ်မဟုတ်ပဲတော့မတက်ပါပြန်လာတော့အဲ့လိုတတ်မှတ်ထားတာညလုံးကညလုံးဆောင်ဖြစ်ဘူး ဟုတ်ဟုတ်တယ်ညလုံးကြောင်းပြိတ္တတော်တော်များလည်းပြောတယ်ညလုံးကအရင်အားကောင်းတယ်အသက်ဝင်တယ်အဲ့လိုပြောနေကြတယ် ဒီတော့ဒါအမေတို့ကဆိုရတယ်တော့အစတဲ့ဥမာလေးကောင်းအောင်ဒီစစ်စစ်နေတယ်လောက်လာတယ်ဟာလေခုံကြလို့ရှိရင်အဲ့လိုမျိုးဆိုတော့ဒီဟာဆိုဆိုပါရှိတယ် တချို့ကလည်းချက်ချင်းနေတာဆိုတော့ဘာမှဒီနေ့တက်ရောက်လာတယ်တချို့ကလည်းချင်းဆိုတဲ့မသိဘူးနမီလည်းတီးကြတယ်ချိုးရဲ့ပြိတ္တတွေကခါလေးကြရင်တော့ချိုးတရုပ်ဆောင်မင်းလုံးနေတဲ့ချင်းလေးတွေလည်းထွက်ပါအောင်လို့တောင်းဆိုကြတယ်ချိုးပြိတ္တတွေရှိတယ်ချိုးကိုပိုးရင်ကလေးကချိုးလာပြီးလူပညာလောကရဲ့ဝင်လာတဲ့အားပေးခွင့်ရကြတဲ့ပြိတ္တတွေကချိုးပါလို့လည်းအကုန်ပြီးတဲ့ခါကျတော့သူတို့ကချိုးကအဲ့လိုတချင်းလေးတွေလည်းဒါလေးအားတဲ့ခါအဲ့လိုတစ်နှစ်အဓိကတော့တစ်နှစ်တစ်ပုတ်ချိုးရဲ့လူပညာအလုံးကောင်းဆုံးလို့ဒီနေ့ ချစ်စစ်ရဲ့အတ္တနှောင်ချိုးဇလန်တွေကြော့ပေးပွဲလေးကိုအစဆုံး